Today trading link. ဘုကလေးတွေပေါ့ပြင်ပြီးပေးမယ်အဲ့လိုတင်နေဆိုတဲ့ခါမှာလည်းကျွန်တော်ခါလိုက်လို့ပေါ့ဗျာခဏနေအများကြီးကျွန်တော်မတင်တော့ကျွန်တော်ရဲ့ကီးနဲ့ပေါ့နော်ကီးနဲ့ကြိုက်တဲ့ခဏလေးတွေပဲဒီစိတ်ကြီးဆိုရင်ဘာဖြစ်နိုင်လဲခါဆိုရင်ဘာဖြစ်နိုင်လဲအပိတ်ဆိုရင်ဘာဖြစ်နိုင်လဲအဲ့တော့မူတော့ပဲကျွန်တော်တင်တော့မကြက်နဲ့ပေါင်းချင်းမှုလေးနော်ဝဲလုံးမှုလေးပါရညာတွေတော့ကျွန်တော်လိုက်နေရတယ်မကောင်းတဲ့အတွက်ကျွန်တော်တင်မပေးပြတော့တော့ကျွန်တော်ပေးတတ်တယ်ပေါ့နော်ကြည့်ရှုအပိတ်တက်ပေးတတ်တယ်ကျေးဇူးတုတ်တယ်အနေနဲ့ကျွန်တော်တစ်စီခါလုံးနောက်ပိတ်အပိတ်မှုလေးကိုတော့ကျွန်တော်ရကီးနဲ့ကိုက်နေတဲ့ခဏလေးတွေပဲကျွန်တော်တင်ပြီးပေးမယ်ကျွန်တော်အခုတစ်ပတ်9ချိန်အတွက်ပေါ့ကျွန်တော်ပထမဆုံးကီးပြချင်တာကကျွန်တော်ရမူကန်တုံးတဲ့ကီးလေးတွေပေါ့ဗျာ2ရ3ရ4ရနော်9ရ10ရနဲ့3 4 9 10နော်အဲ့ဒီကီးနာလုံးကတော့မဖြစ်ဘူး9ချိန်နော်ဒီထက်ကတစ်လုံးတော့ကောင်းနှလုံးတော့ကောင်းတူရီမဟုတ်အပီးတော့ကောင်းနော်သူနဲ့လွတ်နေတဲ့ကီးတွေဆိုလို့ရှိရင်ပေါက်ဖို့အခွင့်အရေးနေတယ်အနည်းဆုံးဒါဒီကီးနဲ့3 4 9 10ဆိုတဲ့ကီး9လုံးနဲ့ကတစ်လုံးအနည်းဆုံးတစ်လုံးပေါ့နော်သူမဟုတ်နှလုံးသူမဟုတ်အပီးအဲ့ဒါလို့ဟာပေါက်ဖို့အခွင့်အရေးများတယ်ဆိုတာလေးပေါ့နော်တင်ပြရင်ဒီကီးလေးကိုမှတ်ထားလိုက်တယ်အဲ့ဒီကီးနဲ့ညည့်တဲ့တစ်စီကဏ္ဍနေအလဲတိုင်းကဏ္ဍနေနောက်ပိတ်ကဏ္ဍနေတွေပဲကျွန်တော်ရွေးပြီးတင်ပေးမယ်။ဒီနေ့တော့ကျွန်တော်ဒီတပင်လိုက်ပေါ့နှစ်ချင်းစီကြောကနေကြာလာပြန်တယ်အထက်အောက်ပေါ့တပင်လိုက်နှစ်ချင်းစီကြောကနေကြာလာပြန်တယ်တိတ်စီမှုရခါလုံးမှုရအပိတ်မှုရကျွန်တော်တင်ပေးပေးမယ်။အဲ့တော့ဒီ2 3 4 9 10ဆိုတဲ့ကီးလေးကိုနော်မိတ်ဆွေတို့မှတ်ထားကြပါနော်အဲ့ဒီ2 3 4 9 10ဆိုတဲ့ကီးနဲ့မြည်တဲ့ကဏ္ဍနေလည်းကျွန်တော်တင်ပေးပေးမယ်။အဲ့တော့ပထမဆုံးကျွန်တော်ထိတ်စီမှုလေးကိုတင်ပေးပေးမယ်။အဲ့ဒီ2 3 4 9 10ကီးနဲ့မြည်တဲ့ထိတ်စီမှုလေးဟောဒီက3ခုပွဲက9နောက်ပိတ်နဲ့9 6ခုပွဲက9ထိတ်နဲ့ပေါင်းလိုက်တာကနှစ်နော်အဲ့ဒီနှစ်ဆိုတာလေးကိုကျွန်တော်တို့ဟောဒီက9 6ခုပွဲက6ခါလေးနဲ့နော်6 8ခုပွဲက6ထိတ်နဲ့ပြန်ပြီးတော့မှနှစ်ပါတယ်နော်ဒုတိယပွဲမှာဟောဒီ8 9လေးပွဲက4နောက်ပိတ်နဲ့6 8ခုဆိုတဲ့ပွဲက6ထိတ်4ရဲ့6ပေါင်းနဲ့3ညအဲ့ဒီ3ညဆိုတာလေးကိုလေ6 8ခုဆိုတဲ့ပွဲက8ခါလေးနဲ့နှစ်ခုပွဲကနှစ်ထိတ်လေးနဲ့8ရဲ့2ရဲ့ပြန်ပြီးတော့မှ3ညတတိယပွဲမှာပြီးကြတဲ့ပွဲတော့ကဒါဒီမူလဲကျွန်တော်ပြလိုက်ပါတယ်3ရက်2နော်နှလုံးပေါင်းတာက9အဲ့ဒီ9ကိုဒီနှစ်ကောင်ပွဲကနှစ်ခါနဲ့ဒီပွဲက3ထိပ်နဲ့မှာ9ဖြစ်မယ်ဆိုပြီး3ထိပ်တော့ဒီလိုဝင်တာကိုအဲ့တော့အခုပွဲမှာနော်ဟောဒီ6ချက်ကောင်ပွဲကခွန်နောက်ပိတ်တယ်ဒီ3 3ကောင်ပွဲကခွန်ရက်3ရက်ပေါင်းတာက3ညအဲ့3ညဆိုတာလေးကိုနော်ဟောဒီ388ပွဲက8ခါနဲ့ဒီကပွဲမှာနှစ်ထိပ်လို့ဝင်သွားပြီးတော့နော်အဲ့နှစ်လုံးပေါ့ခုနကကျွန်တော်ပြခဲ့တဲ့အထက်ကနှစ်3 4 9 10ဆိုတဲ့ကီးတွေကနှစ်လုံးဟာထိပ်စီလို့ဝင်နိုင်တယ်ဆိုတဲ့အကြောင်းနော်ဒါကျွန်တော်ကီးနဲ့ပြီးတဲ့ဒီ၄ကမျိုးလေးတွေကိုပဲကျွန်တော်ထုတ်ပြတာကြံတဲ့ခဏနေမိတ်ဆွေတို့လည်းရွေးရဖြစ်တော့နော်တချို့ကလည်းခဏနေကအများကြီးပြတယ်ဆိုပြီးဖြစ်နေတော့ဒါကျွန်တော်ကီးနဲ့ပြီးတဲ့ခဏလောက်ကိုပဲရွေးပြီးပြတော့မှာနော်ကဲဒါဆိုရင်ထိပ်စီးမှုလေးနော်ကီးနဲ့ပြီးတဲ့ထိပ်စီးမှုလေးပြပြီးပြီဆိုတော့နောက် Today trading link. ကျွန်တော်ဒီကီးနဲ့မြည်တဲ့အလဲတိုင်းမူလေးတမူကျွန်တော်ထပ်ပြတယ်ဟောဒီ9 6ပွဲက6ရက်3ရက်နှလုံးပေါင်းထားတာက9တဲ့အဲ့ဒီနှလုံးပေါင်းထားတဲ့9ဆိုတာလေးကိုကျွန်တော်တို့ဟောဒီနှလုံးတစ်ကလေးနဲ့3ထိပ်ရ10ထိပ်ရတစ်ကလေးနဲ့ဟောဒီ6 8ခွန်းဆိုတဲ့ပွဲက10ခါလေးနဲ့နော်တိ8ပြန်ပြီး9တဲ့နော်ဒုတိယပွဲမှာဟောဒီ8ရခွန်းရနောက်နှလုံးပေါင်းထားတာက9အဲ့ဒီ9ဆိုတာလေးကိုဟောဒီက10ထိပ်ရ9ထိပ်ရနှလုံးပေါင်းနဲ့3နဲ့နှစ်ခွန်ပွဲကနှစ်ခါလေးနဲ့သူကပြန်ပြီးတော့မှ9တတိယပွဲမှာပြီးကြတဲ့ပွဲကဒီနှလုံး9နော်နှစ်ရခွန်နောက်နှလုံးပေါင်းပြန်9အဲ့ဒီ9ဆိုတာလေးကိုနော်ဒီက9ရ6ရနှလုံးတိရှိလို့ဒီပွဲမှာ10ခါလို့သူက9သူကဒီလိုမျိုးရှိုက်တယ်နော်အဲ့လိုမျိုးရှိုက်ခဲ့ပြီးဆိုတော့အခုဒီခါပွဲမှာဟောဒီနောက်ပိတ်နှလုံးပေါင်းထားတယ်10ရပေါင်းထားတာက6တဲ့အဲ့လို6ဖြစ်သွားတဲ့အတွက်နော်ဟောဒီ6ထိပ်နှစ်ထိပ်နှလုံးပေါင်းထားတဲ့ရှင်းတယ်6လို့ဖြစ်အောင်ဆိုရင်ဒီပွဲမှာလေရှဲလို့ပဲ
ခါဆက်ဝင်လာမလားနော်ကျွန်တော်စောစောပြထားတယ်နှစ်3 4 9 10ကီးနဲ့ညီတော့ဒါလေးကိုကျွန်တော်10ခါအနေနဲ့ကျွန်တော်ထည့်ပြီးပြပြလိုက်တယ်ဒါ10ခါပေါ့ဗျာ Today 3 day live. လေးကစီလေးကိုကျွန်တော်ပြပြီးမယ်နော်အဲ့ဒီမူကလည်းလေးကစီပါပဲနော်အဲ့ဒီလေးကစီမှာကျွန်တော်တို့ခေါ်တယ်3ခုခုပွဲကခွန်ခါနဲ့963ဆိုတဲ့ပွဲက3တော့ပြည့်တယ်ဒီခွန်ရဲ့3ရဲ့ပေါင်းတာက3ညနော်အဲ့ဒီ3ညဆိုတာလေးကိုဟောဒီနှလုံးပေါင်း9ရဲ့နှလုံးပေါင်း3နဲ့တပွဲကြုံဟောဒီကခွန်နောက်ပိတ်ကလေးနဲ့ပြန်ပြီးတော့မှဒီလိုမျိုး3ညထားတယ်ဒုတိယပွဲမှာဟောဒီရှစ်ကူလေးပွဲကဦးခါဟောဒီ6ရှစ်ခွန်ပွဲကခွန်နောက်ပိတ်9ရဲ့ခွန်နဲ့ပေါင်းပြီးတော့မှသူက6တယ်အဲ့ဒီ6ဆိုတာလေးဟောဒီ963ဆိုတဲ့ပွဲကနောက်နှလုံးပေါင်းခြင်း9လေးနဲ့တပွဲကြုံပြီးတော့မှနှစ်ခွန်ဆိုတဲ့ပွဲကခွန်နောက်ပိတ်ကလေး9ရဲ့ခွန်ရဲ့ဒီလိုမျိုး6စိုက်ပါတယ်တတိယပွဲမှာဟောဒီက6ခါ963ပွဲက6ခါရဲ့နှစ်ခွန်ပွဲကခွန်နောက်ပိတ်6ရဲ့ခွန်ရဲ့ပေါင်းလို့ရတာက3အဲ့ဒီ3ကြောင့်ဒီနှလုံးပေါင်းခြင်း9ရှိထားတဲ့အတွက်ဒီမှာရှင်းလို့နောက်ပိတ်ပြီး3လို့တူအောင်ရိုက်ပါဆိုတော့ဒီခါပွဲမှာနော်ဟောဒီ68ခွန်ပွဲက8ခါရဲ့ဟောဒီ388ပွဲက8နောက်ပိတ်8နှလုံးပေါင်းထားတာက6တဲ့အဲ့ဒီ6ကိုရှိထားတဲ့အတွက်ဟောဒီနှလုံးပေါင်းခြင်း6လေးနဲ့6လို့တူအောင်ရိုက်ပြီဆိုရင်လာမဲ့9ချိန်မှာခွန်လို့နောက်ပိတ်ပြီးမှ6နဲ့လာပြီးအကိုက်ရိုက်တယ်နော်အဲ့ဒီတော့ဒါကျွန်တော်အခုပြပြီးပေးလိုက်တာဒီကနော်ကျွန်တော်စောစောပြတဲ့လူ2ရယ်3ရယ်4ရယ်ခွန်ရယ်8နဲ့3 4 9 10ဆိုတဲ့ကြီးနဲ့နီးတယ်ထေစီနှစ်ထိပ်ကျွန်တော်ပြခဲ့ပြီ10ခါလို့ကျွန်တော်ပြခဲ့ပြီခွန်နောက်ပိတ်လို့ကျွန်တော်ပြထားတယ်အဲ့ဒီထဲကဒါမိတ်ဆွေကြိုက်နေတဲ့အလုံးလေးကိုပေါ့နော်ယူပြီးတော့မှခုနကျွန်တော်ပြထားတယ်ထိတ်ဆိုထိတ်တိုင်းခါဆိုခါတိုင်းအပိတ်ဆိုအပိတ်တိုင်းကြိုက်နေတဲ့လို့ရှိရင်ယူပြီးတုံးလို့ရပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုဖိုင်ကိုလည်းအကြာကြီးရိုက်ပြီးတင်လို့မဖြစ်ဘူးဒါတော့နဲ့ပဲကျွန်တော်ရှင်းလာလိုက်တယ်နောက်ရက်မှာတော့ဒီလိုပြီးလိုက်ပေါ့နော် audition နဲ့လာတဲ့ဒါခုနကတော့ဒီကီးနဲ့3 4 9 10ကီးနဲ့မိတဲ့ခဏလေးတွေနော်ထိတ်စီးမှုရဲ့လေတိုင်းမှုရဲ့နောက်ပိတ်မှုရဲ့ဒီ3မျိုးဆက်ခုလိုပဲထိတ်စီးနောက်ပိတ်လေတိုင်းမှုလေးတွေပဲကျွန်တော်ခဏအလုံးဆောင်လေးတွေပဲတက်ပြီးတော့အများကြီးတက်ပြီးတော့ရအောင်ဂိုင်းနေအောင်ကောင်းလို့